ဒီဘေးရမှာတော့ခီးဝင်းမတော်ဘဲနဲ့ဒီအနီးနာဥစားကဦးမဲသားပေါ်မှာတက်ပြောခဲ့တယ်ပြောရဆိုတော့တည်မလားတပတ်လုံးလှုပ်ပြီးဆိုတော့ပဲ့ရလေတော့ကိုစိတ်လုကိုအနာပေးရတော့လေရင်စောအဲ့ခုနလောစားဘက်မှာစားလေးပါလေးလှုပ်ပြီးမှစားဖက်တယ်3 နာရီကျော်တော့ Starbucks ကအဲ့ဒီ white tea အဖြူတယ်လေးဆိုတဲ့ department မှာပြီးတော့ shopping ထွက်တယ်ဒီနေ့ကနားရက်လေးမှာ coffee ဆိုင်မှာ AC ထိုင်ပြီးခဏကိုနားပြီးမယ်ဆိုမှဦးမဲသားတစ်မျိုးလိုလမ်းလျှောက်ပြန်ခဲ့တယ်ရင်ဆုံးအရန်ချမ်းလို့မှအထဲခံလေးတော့ဝယ်တယ်အနှွေးတယ်လေမင်းကြီးရောဘုံမီဝယ်ခဲ့လုံးဝမခံနိုင်တော့ဘူးအဲ့ဒါမပိုင်အခန်းထဲအလားစင်မှာပန်းလေးပါလေးဝယ်တယ်စာအုပ်တင်မှုလမ်းလေးပါလေးတယ်မင်းဂျီယူမှာလည်းကြီးဝယ်ခဲ့တယ် store ဆိုင်ထဲမှာဆိုတော့ video တိတ်မရိုက်ချင်ဘူးဂျီယူနဲ့အခန်းလာပြင်ပစ္စည်းကြီးကတော်တော်လေးကြာသွားတယ်လမ်းလည်းတော်တော်ရှော့ပြီးမှ white တောင်ပြန်စားပါလို့မတော်နေမှာဟမ်ဘာဂါတစားတယ်အားရမှုတော့အဲ့ဒါပတ်စံ1000ကျော်တော့လို့မှ EDN ကနေပတ်စံပြန်ထုတ်ခဲ့ရတယ်ကဲဘိုက်လည်းပြည့်ပြီးပတ်စံလည်းရလာပြီဆိုတော့ပြန်တော့ကြည့်တယ်ချစ်စရာလေးအများကြီးတွေ့ခဲ့တယ်ကျွန်တော်လိုချင်တဲ့ကင်မရာလည်းတွေ့ခဲ့တယ်ဒါပေမဲ့လောဆယ်တော့မသုံးနိုင်ဘူးမသုံးနိုင်ဘူးဆိုတော့ကိုက scale မရှိလို့သိရမလားကင်မရာဝယ်ပြီးကိုသုံးကြလာခါပဲဖြစ်မှာဆိုဈေးနှုန်းရဆိုတော့ပုံမှန်ပဲသိရမလားဂျပန်ငွေနဲ့ရတာဆိုတော့လေမြန်မာငွေနဲ့တုန်းကဆိုတော့မဝယ်နိုင်တဲ့အနေထားပါအခုကတော့အေးဆေးပဲဖြစ်သွားပြီကင်မရာဝယ်လိုက်ရင်တော့ကြောက်ပြုတ်ပြောင်းစားမှာအဲ့ဒါတခုတော့ရှိတယ်ဘိုက်တောင်ပြန်စားတော့လို့ရာမန်စားခဲ့တယ်ညလည်းရောက်တော့ပြီဆိုတော့လေဒီရာမန်ကတော့ကျွန်တော်တို့တော်တော်မစင်မပြေဘူး1000ကျော်ပေးရရင်မှပြပို့တယ်ကျွန်တော်အဆက်ပဲကြိုက်တော့